Hello မိုးကုံဆောင်ကူမှာပါဇက်ဖြစ်နေတဲ့ငွေချင်းတွေရှိလားရှိလို့ရှိနေလူမျိုးတစ်ချက်စားကြည့်ပါအရင်ဆုံးငရုတ်သီးစိမ်းရဲ့တွတ်တွတ်နီးရဲ့ရောင်နေမုံလေးကိုထည့်ပြီးတော့ထောင်းလိုက်မှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့လိုအပ်တဲ့ဟာလေးပြင်ဆင်ထားမယ်ချမောင်ရက်ကို3-5တက်လောက်ပေါ့နော်ရေကိုစင်အောင်ကြီးလိုက်မယ်ပစုံလေးတွေကိုကောင်းဖြုတ်ပြီးတော့အခွန်လေးတင်ပေးထားမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ချမောင်ရက်ကိုရေလုံးဝမပါဘဲနဲ့ဒီတိုင်းလေးပဲလုံးပြီးတော့ချက်ထားမယ်ပေါ့နော်လုံးပြီးတော့ကြည်တဲ့အထိဆိုတော့ချက်ထားလိုက်ပါမယ်ချမောင်ရက်ကထွက်တဲ့ရေနဲ့ပဲချက်ပါမယ်ဒါကတော့အချင်းနဲ့ပေါ်တယ်ပေါ့နော်ပို့ပြီးတော့လည်းစားလို့ကောင်းတယ်ဖြစ်ပါတယ်ရှင်ချမောင်ရက်ဒီလိုနေတာလေးရောက်ပြီဆိုလို့ရှိရင်တော့ဆိုတော့အရင်ဆုံးတောက်ခတ်ထားလိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဆိုတော့စားချက်ဖို့အတွက်စီထည့်ပြီးမှဖြစ်ပါတယ်ဒီမျိုးပုံလေးထည့်မယ်ခုနကထောင်းထားတဲ့ဟာလေးထည့်မယ်ပေါ့နော်ဒါလေးကိုမွေးလာတဲ့ထိစိတ်သက်ပေးလိုက်မှဖြစ်ပါတယ်အနေငယ်လေးလောက်မွေးလာပြီဆိုရင်ဆိုတော့ငပိလေးထည့်လိုက်မယ်ငပိလေးထည့်ပြီးတော့3-5ခေါက်လောက်မွေးမယ်မွေးပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ပစုံလေးထည့်မယ်ပေါ့နော်ခေါင်းချွတ်ထားတဲ့ပစုံလေးထည့်မှဖြစ်ပါတယ်ပစုံလေးတွေနည်းနည်းတော့ကိုးစားပြုတ်လာပြီဆိုလို့ရှိရင်တော့ဆိုတော့ချက်မောင်ထည့်မယ်ပေါ့နော်ခုနမွေးပြီးချက်ထားတဲ့ချက်မောင်ထည့်ပါမယ်ဒါလေးကိုရသမမွေးထည့်ပေးလိုက်မှဖြစ်ပါတယ်ရတာတော့ကိုတော့စကွာဟင်ကမောဟင်းချုံမောစားကိုပဲတုံးထားဖြစ်ပါတယ်ငရုတ်သီးကြိုက်လို့ရှင်ဒီညမှာငရုတ်သီးထည့်လို့ရပါတယ်အဆက်ကြိုက်တဲ့သူတွေအတွက်ပါဆိုတော့မထည့်တော့ပါဘူးနောက်ပြီးတော့ချက်ချောက်လေးစားခြင်းနဲ့ဆိုလို့ရှိရင်ဒါကိုရေခမ်းအောင်တင်လိုက်ရပြီပေါ့နော်ဆိုတော့မထည့်တော့တိုင်းဆူဆူဖက်ဖက်လေးပဲအားရပါရလေးစားခြင်းနဲ့ဖြစ်ပါတယ်တကယ်လို့နဲ့ဆိုင်တိတ်လိုက်ဖြစ်ပါတယ်